င်လယ်ပြထက်ကမလျှော့သောဆွဲမဟာဆနက်ကစတော်လွန်ခဲ့သောနှစ်ပေါင်းများစွာကကဘာပေါ်မှာအချမ်းသာဆုံးနဲ့အစီကားဆုံးဖြစ်တဲ့မိထီလာပြည်ကြီးမှာထီနက်လူပွဲစစ်ပွဲကြီးတစ်ခုဖြစ်ပွားခဲ့တယ်။အဲ့ဒီစစ်ပွဲကြောင့်ကိုဝင်အရင်အမာနဲ့မိဖုရားကြီးဟာတိုင်းပြည်ကနေတိတ်တဆိတ်ထွက်ပြေးခဲ့ရပြီးကံပီရရွာလေးတရွာမှာပုန်းအောင်နေခဲ့ရတာပေါ့။အဲ့ဒီရွာလေးမှာပဲရုပ်ရည်အလွန်ချုံမောပြီးခွန်အားပလနဲ့ပြည့်စုံတဲ့မင်းသားလေးမဟာဆနက်ကကိုဖွားမြင်ခဲ့ပါတယ်။မဟာဆနက်ကဟာအသက်16နှစ်အရွယ်ထိမိမိဟာမင်းမျိုးမင်းနွယ်မှန်းမသိပဲရွာကကလေးတွေရဲ့အနိုင်ကျင့်ခြင်းကိုခံခဲ့ရတယ်။ဒီနေ့မှာတော့သူကမိခင်ဖြစ်သူကိုအမှန်တရားကိုမေးမြန်းခဲ့ရကနေမိမိဟာမိထီလာပြည်ရဲ့အမွေခံမင်းသားအစ်စ်အမှန်ဖြစ်မှန်းသိသွားခဲ့ရတယ်။မိခင်ကြီးကျွန်တော်မျိုးတိုင်းပြည်ကိုပြန်လဲသိမ်းပိုက်ပြီးမိခင်ကြီးကိုကုန်းပေါ်ကရွှေနန်းတော်ထက်မှပြန်လဲထားပါမယ်။ဒါပေမဲ့စစ်တီအင်အားစုဆောင်းမှုအတွက်ကျွန်တော်မှာရွှေငွေရတနာတွေလိုအပ်ပါတယ်။ဒါကြောင့်ကျွန်တော်သူဝနဘူမိရွှေကျွန်းစီကိုကုံသွဲဖို့တင်မောလွင့်ပြရစေဟုမဟာဆနက်ကပြတ်သားစွာလျှောက်တင်တယ်။မိခင်ဖြစ်သူကတားဆီးပေမဲ့မင်းသားရဲ့ပြတ်သားတဲ့ဆွဲလုံးလာကြောင့်နောက်ဆုံးမှာတော့ခွင့်ပြုလိုက်ပြီးအဖိုးတန်လာတဲ့ပရမများနဲ့ရွှေတင်ကားအချို့ကိုထုတ်ပေးလိုက်ပါတော့တယ်။မဟာဆနက်ကမင်းသားဟာကုံတယ်ကြီး900နဲ့အတူရတနာတွေအပြည့်တင်ဆောင်ထားတဲ့အလွန်ကြီးမားတဲ့တစ်သားတင်မောကြီးတစ်စီးပေါ်ကိုတက်ရောက်ပြီးသမုတ်တရားပြကြီးတဲ့ကိုစွန်စားခန်းထွက်ခဲ့ပါတော့တယ်။တင်မောကြီးဟာပင်လယ်ပြင်ထဲမှာ9ရက်တိုင်အေးအေးလူခီးနေခဲ့တယ်။ဒါပေမဲ့9ရက်မြောက်တဲ့နေ့ညတကောင်ချိန်မှာတော့ကောင်းကင်ရံတစ်ခုလုံးမဲမောင်သွားပြီးမကြုံစဖူးပြင်းထန်လာတဲ့မဟာပန်းလယ်မုန်တိုင်းကြီးကြားရောက်လာခဲ့ပါတော့တယ်။လိုင်းလုံးကြီးတွေကတောင်တလုံးလောက်မြင့်တက်လာပြီးတင်မောကြီးကိုရိုက်ခတ်ကြတဲ့တင်မောသားတွေအားလုံးဟာကြောက်လန့်တကြားနဲ့သူတို့ကိုးကွယ်တဲ့နတ်ဖျားတွေကိုတိုင်တီငိုယိုကဲတင်ကြဖို့အော်ဟစ်နေကြတာပေါ့။တင်မောကြီးရဲ့တစ်သားနေရန်တွေကွဲအပ်ပြီးရေတွေအရှိန်ဟုန်နဲ့ဝင်လာခဲ့ပြီးအဲ့ဒီလိုလူတိုင်းရုပ်တဲနဲ့တေဘေးကိုကြောက်နေကြတဲ့အချိန်မှာမဟာဆနက်ကမင်းသားကတော့လုံးဝမတုံ့လောက်ပါဘူးသူကတည်ငြိမ်စွာနဲ့အဝတ်စားတွေကိုခါတောင်ကြက်ကြက်ဝတ်လိုက်တယ်ပြီးတော့တင်မောပေါ်မှာရှိတဲ့တကြားနဲ့ထောပတ်တွေကိုအဝလူနီနီစပွဲထိုင်စားလိုက်ပါတယ်ဒါကတော့ရေထဲမှာရက်ရှိကူးခတ်ရရင်ခန္ဓာကိုယ်အပူချိန်မကျအောင်နဲ့အားရင်ရှိအောင်ကြိုတင်ပြင်ဆင်တဲ့နည်းဗျူဟာပဲဖြစ်ပါတယ်မကြခင်မှာပဲချိန်ခွန်းဆိုတဲ့အတန်ကြီးနဲ့အတူတင်မောကြီးဟာလှိုင်းလုံးကြီးကြားမှာအပိုင်းပိုင်းပြက်ပြီးနစ်မြုပ်သွားပါတော့တယ်ကုံတယ်900အပါဝင်လူတွေအားလုံးဟာရေထဲပြုတ်ကျပြီးငါးမန်းတွေလိပ်ပြဆိုးတွေရဲ့အစာဖြစ်ကုန်ကြရရှာတယ်တင်မောပြတ်သွားတဲ့အချိန်မှာမဟာဆနက်ကမင်းသားကတော့ရေထဲကိုအရှိန်နဲ့ခုန်ဆင်းလိုက်ပြီးတင်မောရဲ့တိုင်ကိုတွန်းကန်ကငါးမန်းတွေမရှိတဲ့ဘေးကင်းရာပင်လယ်ပြင်စီကိုအဝေးဆုံးရောက်အောင်ကူးခတ်ခဲ့တယ်နောက်တနေ့မနက်ရောက်တဲ့အခါပတ်လည်မှာဘာကျွန်းဘာကုန်းမြေမှမမြင်ရပဲကမ်းမမြင်လမ်းမမြင်အပြအယောင်သမုတ်တရားကြီးပဲရှိပါတော့တယ်။တာမန်လူဆိုရင်စိတ်တက်ကြပြီးရေနစ်တေဆုံးသွားမှာဖြစ်ပေမဲ့မဟာဆနက်ကကတော့မိခင်ကိုပေးခဲ့တဲ့ဂရီနဲ့တိုင်းပြည်ကိုပြန်လဲကယ်တင်မဲ့ဆွဲစိတ်ကြောင့်လက်မလျှော့ပဲစက်တိုက်ကူးခတ်ခဲ့တယ်။ပထမနေ့ဒုတိယနေ့တတိယနေ့နေမင်းကခေါင်းပေါ်ကနေပြင်းထန်စွာပူလောင်စေတဲ့ညဘက်မှာတော့ရေပြင်ကရေခဲလိုအေးဆက်လာတယ်။စတုထနေ့ပစ္စမနေ့လေချောင်းတွေခြောက်ကပ်ပြီးအာဟာရပြက်လက်လာပေမဲ့မင်းသားရဲ့လက်မောင်တွေကတော့ရေပြင်ကိုမနာတမ်းခတ်ထုတ်နေစေပါပဲအခုဆိုရင်9ရက်နဲ့9ညတိုင်ရှိခဲ့ပါပြီမင်းသားရဲ့အရေးပြားတွေဟာစားငံရည်ကြောင့်လန်ထွက်ကုန်ပြီးမျက်ဝန်းတွေမှုံဝါလာခဲ့ပေမဲ့သူ့ရဲ့နှလုံးသားထဲကဆွဲလုံးလာကတော့နည်းနည်းမှမလျော့သွားခဲ့ပါဘူးအဲ့ဒီသမုတ်တရားကြီးကိုစောက်ရှောက်ရတဲ့မဏိမေခလာဆိုတဲ့နတ်သမီးရှိတယ်သူမကကောင်းကင်ယံကနေပြန်တန်းရင်းရေထဲမှာ9ရက်တိုင်အသက်လူကူးခတ်နေတဲ့မဟာဆနက်ကမင်းသားကိုမြင်သွားခဲ့တယ်နတ်သမီးကမင်းသားရဲ့စိတ်သက်ကိုစမ်းသပ်ချင်တာကြောင့်ကောင်းကင်ကနေဆင်းလာပြီးလှမ်းမေးလိုက်တာပေါ့အိုးလူသားလူလင်ဘာကန်းကြီးမှလည်းမမြင်ရဘဲနဲ့မင်းကဘာဖြစ်လို့အကျိုးမရှိပဲအာရင်ကုန်ခံပြီးကူးခတ်နေရတာလဲမင်းကုန်းမြေကိုမရောက်ခင်ပင်လယ်ထဲမှာတင်တေဆုံးသွားမှာမကြောက်ဘူးလားမဟာဆနက်ကမင်းသားကရေကူးနေရင်းနဲ့ပဲတည်ငြိမ်ပြတ်သားစွာပြန်လဲဖြေချလိုက်တယ်။အိုးနတ်သမီးလူသားတယောက်ဖြစ်လာရင်မိမိလှုပ်ဆောင်ရမယ့်ကိစ္စတစ်ခုကိုအောင်မြင်သည်ဖြစ်စေမအောင်မြင်သည်ဖြစ်စေအဆုံးအထိဆွဲလုံးလုံးနဲ့စူးစမ်းအားထုတ်ရမှာကလူသားတို့ရဲ့တာဝန်ပဲဖြစ်တယ်။စူးစမ်းအားထုတ်နေတော့တေဆုံးသွားရရင်တော့မိမိကိုယ်ကိုနောင်တရစရာမရှိသလိုအခြားသူတွေရဲ့ကဲ့ရဲ့ခြင်းကနေလည်းကင်းလွတ်တဲ့စူးစမ်းမှုမရှိပဲလက်မိုင်ချအရှုံးပေးတဲ့သူကသာလူညံ့ဖြစ်တယ်မင်းသားရဲ့ကြီးမြတ်လာတဲ့စကားနဲ့မယိမ့်မယိုင်တဲ့ဆွဲစိတ်ကိုကြားလိုက်ရတဲ့အခါမဏိမေခလာနတ်သမီးဟာအလွန်ပဲကြီးညိုတက်ပယ်သွားခဲ့ရတယ်။အိုး
သူရဲကောင်းမင်းသားမင်းရဲ့ဆွဲလုံးလာကသမုတ်တရားထက်တောင်ကြီးမြတ်ပါပေတယ်မင်းလိုလူမျိုးကိုပင်လယ်ထဲမှာအသေးမခံနိုင်ပါဘူးဟုဆိုကနတ်သမီးကမင်းသားကိုကြွေ့ချီပြီးကောင်းကင်ယံကိုပြန်တန်းခေါ်ဆောင်သွားပါတော့တယ်နတ်သမီးဟာမဟာဇနကမင်းသားကိုမိထီလာပြည်ရဲ့တော်ဝင်မန်ကြီးတော်ဥယျင်ကြီးတဲကမင်္ဂလာကြောက်ဖြာထက်မှညင်သာစွာချထားပေးခဲ့ပြီးကွယ်ပြောက်သွားခဲ့တယ်အဲ့ဒီအချိန်မှာမိထီလာပြည်ရဲ့ဘရင်ကြီးတည်ဆုံသွားခဲ့ပြီးတာသမီအရင်မရှိလို့တိုင်းပြည်ကိုအုပ်ချုပ်မဲ့မင်းစစ်မင်းမှန်ကိုရှာဖွေဖို့တော်ဝင်ဖွတ်ရထားမင်္ဂလာမြင်းရထားကိုလွှတ်ပြီးစမ်းတက်နေတဲ့အချိန်မှာပဲထူးဆန်းစွာနဲ့ပဲအဲ့ဒီမြင်းရထားကြီးဟာမဟောဇနကမင်းသားအိပ်ပျော်နေတဲ့ကြောက်ဖြာရှိမှလာရောက်ရက်တန့်သွားခဲ့တဲ့ပူရောဟိတ်အမတ်ကြီးတွေကမင်းသားရဲ့ခြေဘွားကတော်ဝင်လက္ခဏာတွေကိုမြင်တဲ့အခါဒါဟာငါတို့တိုင်းပြည်ကိုကယ်တင်မဲ့တကယ်ဘရင်စစ်ဘရင်မှန်ပဲဟုဆိုကတောင်းဖြဖြတောင်းပန်ပြီးနန်းတော်ကိုပင့်ဆောင်ကဘရင်အဖြစ်တင်မြှောက်လိုက်ကြပါတော့တယ်မဟာဇနကမင်းသားဟာဘရင်ဖြစ်လာပြီးနောက်သူ့ရဲ့မိခင်ကြီးကိုရွှေနန်းတော်ထက်ကိုပြန်လဲခေါ်ဆောင်ပြီးလှုပ်ကြွေးခဲ့တယ်လို့တိုင်းပြည်ကိုလည်းအလွန်စီကားတာယာအောင်အုပ်ချုပ်ခဲ့ပါတယ်ဗီဒီယိုနားထောင်သူပရိသတ်အပေါင်းတို့မဟာဇနကဇတ်တော်ကပေးတဲ့အကြီးမားဆုံးသောသင်ခန်းစာကတော့ဘဝမှာဘလောက်ပဲကမ်းမမြင်လမ်းမမြင်အခက်ခဲမုန်တိုင်းတွေနဲ့ရင်ဆိုင်ရပါစေမဟာဇနကလိုမလျှော့သောဆွဲမညံ့သောလုံးလက်သာရှိရင်တနေ့မှမုန်တိုင်းတွေကိုကြော်ဖြတ်ပြီးမိမိအလိုရှိတဲ့အောင်မြင်မှုပန်းတိုင်သို့မဟုတ်ရွှေနန်းတော်စီကိုမူးချိုက်ကံရောက်ရှိမှာဖြစ်ပါတယ်ဗျာ